ဒီကနေ့အတွက်အဓိကထားတင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်ပြည်နယ်ကြောက်ဖြူစစ်မျက်နှာမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေအထိနာခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးနောက်ဆုတ်ထွက်ပြေးခဲ့ရတဲ့အခြေအနေမင်းအောင်လှိုင်ကိုဖိတ်ခေါ်ခဲ့တဲ့ထိုင်းဝန်ကြီးချုပ်အနုတင်နဲ့အစိုးရအဖွဲ့နှုတ်ထွက်ပေးဖို့ထိုင်းလွှတ်တော်အမတ်ဟောင်းကပြင်းပြင်းထန်ထန်တောင်းဆိုလိုက်တဲ့သတင်းစကိုင်းတိုင်းဖောင်းပြင်းနယ်မော်လိုက်ဘက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ရေရင်အုပ်စုကိုတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်သင်္ဘော2စီးထိခိုက်ပျက်စီးသွားတဲ့အခြေအနေပကံညောင်ဥဒေတာမှာအကြမ်းဖက်စစ်ကောင်စီတပ်ကလူငယ်တွေကိုအတင်းကျပ်ဖမ်းဆီးပြီးငွေကြေးအမြောက်များတောင်းခံနေတဲ့တဲ့နိုင်ငံတကာသတင်းတွေအနေနဲ့မူဆယ်မြို့ကကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းကိုတရုတ်ရဲနဲ့ပူးပေါင်းစီးနင်းပြီးလူ300ကျော်ကိုဖမ်းဆီးလိုက်တဲ့တဲ့ဟော်မုတ်ရေလက်ကြားမှာ UAE ရေနံသင်္ဘောတွေကိုအီရန်ဘက်ကထပ်မံတိုက်ခိုက်လိုက်တဲ့အခြေအနေအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကမြေပြင်တိုက်ပွဲအခြေအနေတွေကိုတင်ဆက်ပေးကြပါမယ်ရခိုင်ပြည်နယ်အတွင်းမှာဖက်ဖက်ကနေကြာရှုံးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ကျန်းဖက်စစ်ကောင်စီဟာကြောက်ဖြူစစ်မျက်နှာမှာလည်းအထိနာနေပြီးစစ်ကြောင်းတစ်ခုလုံးနောက်ဆုတ်သွားတဲ့အထိအခြေအနေတွေဆိုးရွားနေတာကိုမြင်တွေ့ရမှာပါကြောက်ဖြူမြို့နယ်တောင်ပေါ်ဦးရေတက်အနီးမှာရှိတဲ့အဝတောင်ရွာစခန်းကနေအင်အား80လောက်နဲ့ထိုးစစ်ဆင်လာတဲ့အကျန်းဖက်စစ်ကောင်စီစစ်ကြောင်းဟာအာရခတပ်တော်နဲ့အပြင်းထန်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်အထိနာသွားခဲ့တဲ့အတွက်အဝတောင်ရွာစခန်းဘက်ကိုပဲပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ဒေတာရင်းမြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဩဂုတ်လ23ရက်နေ့ကတည်းကနေစတင်ပြီးအဝတောင်ရွာစခန်းကနေတမန်ဝင်းကျင်အနီးနားကိုထိုးစစ်ဆင်လှုပ်ရှားနေခဲ့တာဖြစ်ပေမဲ့အာရခတပ်တော်ဘက်ကအသင်းဆောင်ကြိုတိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားထိခိုက်မှုတွေရှိခဲ့ပြီးရှေ့ဆက်မတိုးနိုင်ပဲနောက်ပြန်ဆုတ်သွားခဲ့ရတာပဲဖြစ်ပါတယ်။အခုလိုမျိုးတောင်ပေါ်ဦးရေတပ်စခန်းဘက်ကနေစစ်ကြောင်းထိုးလာပေမဲ့အကြအဆုံးများခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီဟာအခုတစ်ခါမှာတော့မင်းပြင်းနဲ့တိုင်းချောင်းဘက်ကနေထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့ခိုင်မာစခန်းဖြစ်တဲ့အဝတောင်ရွာစခန်းကနေအကြိမ်ကြိမ်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပေမဲ့မျှော်မှန်းထားသလိုအောင်မြင်မှုမရရှိတဲ့အဆုံးမှာတော့အနီးနားကကြေးရွာတွေကိုလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးတွေအဝေးထိန်း drone တွေနဲ့ပါရန်တမ်းပစ်ခတ်တာတွေကိုလှုပ်ဆောင်လာခဲ့ပါတယ်။အခုလက်ရှိမှာလည်းတိုင်းကျောင်းနဲ့မင်းပြင်းတို့ဘက်မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဟာလေရင်တွေစစ်ရေရင်တွေပြင်လက်နက်ကြီးတွေနဲ့ပါကြောက်ကလေးကြေးရွာအနောက်ကျောဘက်မှာရှိတဲ့တောင်တန်းတွေနဲ့ကြေးရွာနီနာဝင်းကျင်ကိုအဆက်မပြတ်ပစ်ခတ်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့အသက်အန္တရာယ်အတွက်များစွာစိုးရိမ်ထိတ်လန့်နေကြရတယ်လို့မြေပြင်သတင်းတွေအရသိရှိရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာတန်တမာရေးရာမျက်နှာစာမှာအကြမ်းဖက်စစ်ကောင်စီကိုအသက်ရှူပေါက်ပေးဖို့ကြိုးစားခဲ့တဲ့ထိုင်းအစိုးရအဖွဲ့ပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြလာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းနိုင်ငံကနေနိုင်ငံတော်အဆင့်ကော်ဇောနီခင်းပြီးဖိတ်ခေါ်ကြိုဆိုခဲ့တဲ့လုပ်ရဟာစစ်အာဏာသိမ်းမှုနဲ့အကြမ်းဖက်လုပ်ရတွေကိုနိုင်ငံရေးအရတရားဝင်မှုရရှိလာအောင်ပုံမှန်အခြေအနေတရက်အနေနဲ့ဖန်တီးပေးရရောက်နေတယ်ဆိုပြီးထိုင်းလွှတ်တော်အမတ်ဟောင်းကနဝီစုဆန်ကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်ဒီလိုမျိုးအကြမ်းဖက်စစ်ကောင်စီကိုမျက်နှာသာပေးဆက်ဆံခဲ့တဲ့ထိုင်းဝန်ကြီးချုပ်အနုတင်နဲ့အစိုးရအဖွဲ့အနေနဲ့ယာရုကနေချက်ချင်းနှုတ်ထွက်ပေးဖို့ကိုလည်းသူကတောင်းဆိုလိုက်ပါတယ်ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားရေးဝန်ကြီးတို့ဘက်ကတော့မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တာဟာမြန်မာစစ်အစိုးရကိုတရားဝင်အတိအမှတ်ပြုတာမဟုတ်ဘဲမြန်မာနိုင်ငံရဲ့မြေပြင်ပကတိအခြေအနေတွေကိုဖြေရှင်းဖို့နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပြန်လည်စတင်နိုင်ဖို့အတွက်ကြိုးပမ်းတာဖြစ်တယ်လို့ကာကွယ်ပြောဆိုထားပေမဲ့ထိုင်းလွှတ်တော်အမတ်ဟောင်းကနဝီကတော့ဒီအကြောင်းပြချက်ကိုလက်မခံခဲ့ပါဘူးမြန်မာနိုင်ငံရဲ့လက်တွေ့မြေပြင်အခြေအနေဆိုတာဟာမင်းအောင်လှိုင်ကနိုင်ငံတော်အာဏာကိုမတရားသိမ်းပိုက်ထားတာတခုတည်းမဟုတ်ပဲပြည်သူတွေကိုဖမ်းဆီးတာတွေညှဉ်းပန်းနှိပ်စက်တာတွေနဲ့အသက်အန္တရာယ်ပြုနေတာတွေကြေးရွာတွေစာတင်ကျောင်းတွေနဲ့စေယုံတွေကိုလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်နေတာတွေပြင်လူဦးရေတန်းပေါင်းများစွာနေရစွန့်ခွာထွက်ပြေးနေရတဲ့အဖြစ်အပျက်တွေလည်းပါဝင်နေတယ်ဆိုတာကိုကနဝီကထောက်ပြခဲ့ပါတယ်အာဏာကိုလက်နက်အားကိုးနဲ့ရယူထားတာဟာတရားဝင်မှုရှိတာနဲ့မတူညီဘူးလို့လည်းသူကရှင်းလင်းစွာပြောဆိုခဲ့ပါတယ်ထိုင်းဆိုရအနေနဲ့မင်းအောင်လှိုင်ကိုအခုလိုကော်ဇော်နီခင်းကြိုဆိုခဲ့တဲ့အတွက်ထိုင်းပြည်သူတွေအနေနဲ့ဘာတွေပြန်လဲအကျိုးမြတ်ရရှိခဲ့တယ်လဲဆိုတာကိုရှင်းပြနိုင်ဖို့လိုအပ်ကြောင်းနဲ့အရက်သားတွေကိုတိုက်ခိုက်နေတာတွေရပ်တန့်ဖို့လူသားချင်းစာနာမှုအကူအညီတွေဝင်ရောက်ခွင့်ပြုဖို့စတဲ့တိကျတဲ့ဂရိကဝတ်တွေတခုမှမရရှိခဲ့ဘူးလို့လည်းဝေဖန်ခဲ့ပါတယ်။ဒါ့အပြင်မြန်မာစစ်တပ်ကကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုထိုင်းဆိုရကထောက်ခံပေးနေတာဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မှာမဟုတ်ဘူးလို့လည်းထောက်ပြသွားခဲ့ပါတယ်။ဒီလိုစစ်ရေးရောတန်တမာရေးမှာပါအကြက်ရိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံထပ်ပိုင်းစကိုင်းတိုင်းဘက်မှာလည်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုစက်တိုက်ဆိုသလိုရင်ဆိုင်နေရပါတယ်။စကိုင်းတိုင်းဖောင်းပြင်းနဲ့မော်လိုက်မြို့နယ်တွေကြားမှာစုံစင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရေရင်အုပ်စုကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအဝေးထိန်း drone တွေနဲ့ပါဝင်ရောက်ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံအသက်ဆုံးရှုံးခဲ့ရပြီးစစ်သင်္ဘော2စီးလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ1ရက်နေ့ကဖောင်းပြင်းမြို့နယ်ကနေစစ်သင်္ဘော3စီးအပါအဝင်ရေရင်စုစုပေါင်း28စီးနဲ့စုံစင်းလာတဲ့အဆိုပါအကြမ်းဖက်စစ်ကောင်စီရေရင်အုပ်စုကိုတော်လှန်ရေးတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်းမှာထိခိုက်ပျက်စီးသွားတဲ့စစ်သင်္ဘော2စီးကိုတခြားရေယာဉ်တွေနဲ့ချိတ်ဆက်ဆွဲယူပြီးမော်လိုက်မြို့ဘက်ကိုဆက်လက်ဆုံဆင်းသွားခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။အခုလိုမျိုးရေယာဉ်အုပ်စုကြားဖြတ်တိုက်ခိုက်ခံရတဲ့အချိန်မှာဟုံမလင်းမြို့ဘက်ကနေတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂျက်တိုက်လေယာဉ်တစ်စီးကမြစ်ကြောင်းတစ်လျှောက်လမ်းကြောင်းရှင်းလင်းပေးတဲ့အနေနဲ့မြစ်ကမ်းဘေးဝဲယာတွေကိုလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်ရေအင်အုပ်စုမော်လိုက်မြို့နယ်တွေကိုရောက်ရှိလာတဲ့အချိန်မှာလဲ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကအပေါ်ကနေလိုက်ပါဝဲပြန်ပြီးလုံခြုံရေးယူပေးခဲ့ရတဲ့အထိအကြမ်းဖက်စစ်ကောင်စီတပ်ဟာအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။လက်ရှိအချိန်မှာတော့အဆိုပါစစ်ကောင်စီရေရင်အုပ်စုဟာကလေးဝမြို့မှာရနာထားပြီးမော်လိုက်နဲ့ဖောင်းပြင်မြို့နယ်တွေအတွင်းမှာရေကြောင်းတွာလာမှုတွေနဲ့မြေပြင်စစ်ရေးအခြေအနေတွေဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုမော်လိုက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာမြေပြင်တိုက်ပွဲတွေမှာအရှုံးနဲ့ရင်ဆိုင်လာရတိုင်းအပြစ်မဲ့အရက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်မှုတွေကိုပုံမခက်စိတ်စိတ်ပြုလုပ်လာတာကိုတွေ့ရပါတယ်။မကွေးတိုင်းစောမြို့နယ်နဲ့စကိုင်းတိုင်းကဏီမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်ကအဝေးထိန်း drone တွေလေယာဉ်တွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူ၄ဦးထိအသက်ဆုံးရှုံးခဲ့ရပြီးကလေးငယ်2ဦးအပါအဝင်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာတွင်သတင်းတွေအရသိရပါတယ်။ဩဂတ်လ15ရက်နေ့ညနေပိုင်းကမကွေးတိုင်းစောမြို့နယ်တီကုန်းကျေးရွာအနီးကိုအကြမ်းဖက်စစ်ကောင်စီတပ်က drone နဲ့လာရောက်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၄ဦးထိခိုက်ခဲ့ရပြီးအဲ့ဒီထက်က3ဦးဟာအခင်းဖြစ်ပွားရာနေရာမှာတင်အသက်ဆုံးရှုံးခဲ့ရကကြံတအုပ်ကိုတော့အရေးပေါ်ဆေးကုသမှုတွေပေးနေရပါတယ်။အလားတူပဲဩဂတ်လ15ရက်နေ့ညနေပိုင်းမှာပဲစကိုင်းတိုင်းကဏီမြို့နယ်အတွင်းမှာရှိတဲ့နွားချမ်းကုန်းကျေးရွာနဲ့နက်လက်ပိုးတောင်ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြင်းပြင်းထန်ထန်လာရောက်တိုက်ခိုက်ခဲ့ပါတယ်။နွားချမ်းကုန်းကျေးရွာမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုပြစ်မှတ်ထားပြီးဂျက်တိုက်လေယာဉ်တွေနဲ့လာရောက်တိုက်ခိုက်ခဲ့သလိုနက်လက်ပိုးတောင်ကျေးရွာကိုလည်း MI-35 ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုရန်တမ်းပစ်ခတ်မှုတွေကြောင့်အသက်20အရွယ်အမျိုးသားတဦးအသက်ဆုံးရှုံးခဲ့ရပြီးအသက်9နှစ်အရွယ်ကလေးငယ်တဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။လက်ရှိမှာစောမြို့နယ်နဲ့ကဏီမြို့နယ်တွေအတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့်ပြည်သူတွေအသက်ဆုံးရှုံးမှုများပြားလာနေတာကြောင့်ဒေသခံတွေအနေနဲ့လေကြောင်းရန်အသိပေးချက်တွေကိုအထူးဂရုစိုက်ပြီးသတိထားနေထိုင်ကြဖို့ကိုတော်လှန်ရေးအင်အားစုတွေဘက်ကတိုက်တွန်းနှိုးဆော်ထားပါယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုကျွန်တော်ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာဆက်လက်ပြီးတော့မန္တလေးတိုင်းပုဂံညောင်ဦးဒေသဘက်ကသတင်းကိုကြည့်အောင်ပါအကြမ်းဖက်စစ်ကောင်စီဟာတပ်တွင်းအင်အားပြုံးတိမှုတွေကိုအစားထိုးဖို့အတွက်နိုင်ငံတော်ဝန်မှလူငယ်တွေကိုအတင်းကျပ်ဖမ်းဆီးပြီးစစ်သားစုဆောင်းတာတွေကိုအကြီးအကျယ်လှုပ်ဆောင်နေသလိုဒါကိုအခွင့်ကောင်းယူပြီးတော့ငွေကြေးအမြောက်များချင်းချောက်တောင်းခံမှုတွေကိုပါကျူးလွန်နေပါတယ်ပကံညောင်ဒေသမှာဆိုရင်အကြမ်းဖက်စစ်ကောင်စီတပ်ရဲတပ်ဖွဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့လဝကစတဲ့ဌာနပေါင်းစုံပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေဟာပကံညောင်လမ်းမကြီးတွေပေါ်မှာအထိုင်ချပြီးအမျိုးသားတွေကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေပြန်လည်လွတ်မြောက်ဖို့အတွက်မိသားစုဝင်တွေစီကနေငွေကျပ်300ကနေ3000အထိချင်းချောက်တောင်းခံမှုတွေရှိနေပြီးတချို့မိသားစုတွေဆိုရင်ငွေပေးချေပြီးတာတော့မှဖမ်းဆီးခံရသူပြန်လည်လွတ်မြောက်လာတာမရှိဘူးလို့ဆိုပါတယ်ပြီးခဲ့တဲ့ဩဂုတ်လပထမပတ်အတွင်းကဆိုရင်ပကံမျိုးကစီးပွားရေးလုပ်ငန်းရှင်တဦးရဲ့အသက်20အရွယ်သားဖြစ်သူကိုပြူစောထီတွေနဲ့စစ်သားတွေကလမ်းမှာအတင်းကျပ်ဖမ်းဆီးသွားခဲ့ပြီးငွေကျပ်3000နဲ့ပြန်လည်ရွေးခိုင်းခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်ဟာတားဖြစ်သူကိုငွေနဲ့ပြန်လည်ရွေးယူခဲ့ရတဲ့အပြင်လူစားထိုးဖို့အတွက်ပါစီစဉ်ပေးခဲ့ရပြီးတဲ့နောက်ထပ်ဖမ်းဆီးခံရမယ့်အန္တရာယ်ကနေကင်းဝေးအောင်တားဖြစ်သူကိုထိုင်းနိုင်ငံဘန်ကောက်မြို့စီအမြန်ဆုံးပို့ဆောင်လိုက်ရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကရှင်းပြပါတယ်အခုလိုမျိုးလမ်းမတွေပေါ်မှာတင်အတင်းကျပ်ဖမ်းဆီးနေမှုတွေကြောင့်ပကံညောင်ဦးဒေတာကလူငယ်တွေဟာနေကင်းဘက်သွားလာဖို့ကိုတော့အလွန်အမင်းစိုးရိမ်ထိတ်လန့်နေကြရပြီးတချို့ဆိုရင်နေအိမ်တွေမှာတော့မနေရကြတော့ပဲဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်တပြိုင်နက်တည်းမှာပဲအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာပကံညောင်ဦးမြို့နယ်တွေကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူပိုင်းပစ္စည်းတွေကိုလူရက်တာအိမ်မွေးတိရစ္ဆာန်တွေကိုတပ်ဖြတ်စားတောက်တာတွေပါဆက်တိုက်ကျူးလွန်နေတယ်လို့သိရပါတယ်ဒီလိုပြည်သူတွေကိုအတင်းကျပ်ဖမ်းဆီးပြီးစစ်တပ်ထဲသွတ်သွင်းနေရတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေအခြေအနေဟာအလွန်ကိုယိုယွင်းပျက်စီးနေပြီဖြစ်ပါတယ်စကိုင်းတိုင်းအတွင်းကိုထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကြောင်းတွေမှာဆိုရင်အတင်းကျပ်စစ်သားစုဆောင်းခံထားတဲ့တပ်သားတွေကအများစုဖြစ်နေပြီးစစ်ကြောင်းတစ်ကြောင်းလုံးရဲ့အင်အား80ရာခိုင်နှုန်းလောက်အထိပါဝင်နေတယ်လို့တပ်တွင်းလျှို့ဝှက်စည်းရင်းတွေအရသိရှိရပါတယ်စကိုင်းတိုင်းဘက်ကိုဧပြီလလောက်ကလေးကထွက်ခွာလာခဲ့တဲ့ခြေမြန်တပ်ရင်း83ကစစ်ကြောင်းတစ်ကြောင်းရဲ့အင်အားစင်းကိုလေ့လာကြည့်တဲ့အခါမှာစစ်ရာရှိ3ဦးလူဟောင်းစစ်သား18ဦးနဲ့အတင်းကျပ်စုဆောင်းခံထားရတဲ့တပ်သား80ဦးခန့်ပါဝင်နေတာကိုတွေ့ရပါတယ်
ဒီအချက်ကိုကြည်ချင်းအပြင်အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှာတိုက်ရိုက်ခိုက်ရရှိတဲ့စစ်သားအလွန်မင်းရှားပါနေပြီဆိုတာကိုထင်ရှားစွာမြင်တွေ့ရမှာဖြစ်ပါတယ်ဒီစစ်ကြောင်းမှာဆိုရင်ကျွမ်းကျင်တဲ့စေမှုပါဝင်မှုမရှိသလိုစစ်ကြောင်းမှုဖြစ်ဗိုလ်မှူးတဦးသာဦးဆောင်ပြီးတက်ခွဲမှုနေရာတွေမှာလည်းတင်နန်းစင်ကားစဒုဗိုလ်အဆင့်အရာရှိငယ်တွေကိုသာခန့်အပ်ထားရတဲ့အထိအရာရှိအင်အားလည်းပြက်လက်နေတာကိုတွေ့ရပါတယ်ဒီလိုတပ်သားတဲ့အများစုနဲ့ဖွဲ့စည်းထားတဲ့စစ်ကြောင်းတွေဟာမြေပြင်မှာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ကိုလုံးဝမဝင်ရဲကြတော့ပဲအဝေးကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေလေကြောင်းကနေပစ်ကူပေးတာတွေကိုသာအဓိကအားထားပြီးရှေ့ကိုတိုးနေရတဲ့အနေအထားဖြစ်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ထားပါတယ်လူဟောင်း20လောက်ကလူသစ်80ကိုအတင်းကျပ်ချင်းချောက်ခိုင်းစေနေရတဲ့အခြေအနေဖြစ်တဲ့အတွက်တကယ်မြေပြင်တိုက်ပွဲတွေနဲ့ရင်ဆိုင်ရချိန်မှာစစ်ကြောင်းတစ်ခုလုံးအလွယ်တကူပြိုကွဲသွားနိုင်တဲ့အနေအထားမှာရှိနေပါတယ်အကြမ်းဖက်စစ်ကောင်စီဟာ2024ခုနှစ်ကစပြီးအတင်းကျပ်စစ်သားစုဆောင်းမှုတွေကိုလစဉ်ပြုလုပ်နေပေမဲ့လည်းမြေပြင်မှာအကြအဆုံးများပြားလွန်းတဲ့အတွက်စစ်တပ်ရဲ့ရန်တရားတစ်ခုလုံးဟာပြိုလဲလူနီးပါးအခြေအနေကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်မန္တလေးတိုင်းအတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာပြည်သူတွေရဲ့နေအိမ်တွေကိုရည်ရွယ်ချက်ရှိမိရှို့ဖျက်ဆီးတာတွေကိုစက်တိုက်ကျူးလွန်နေပါတယ်ကြောက်ပန်းတောင်မြို့နယ်တွေကကြေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တာကြောင့်ဒီတုတ်ကုန်း3အိမ်ကုန်းနဲ့တီကုန်းကြေးရွာတို့ကပြည်သူပိုင်နေအိမ်53လုံးမိလောင်ပြာကျသွားခဲ့ရတယ်လို့မြေပြင်ဒေသခံတွေစီကနေသိရပါတယ်။ဩဂတ်လ17ရက်နေ့မှာဒီတုတ်ကုန်းကြေးရွာကိုဝင်ရောက်တက်ဆွဲခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာနောက်တနေ့မနက်ပိုင်းမှာနေအိမ်16လုံးကိုစတင်မိရှို့ခဲ့ပြီးအဲဒီနောက်3အိမ်ကုန်းကြေးရွာကနေအိမ်18လုံးနဲ့တီကုန်းကြေးရွာကနေအိမ်22လုံးကိုပါထပ်မံမိရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်အဲ့ဒီစစ်ကြောင်းဟာရွာထဲမှာရှိတဲ့ကားထွန်းဆက်မော်တော်ဆိုင်ကယ်အစရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုပါအတင်းအဓမ္မလူရဲယူဆောင်သွားခဲ့ပြီးထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိတဲ့တက်ကြီးရွယ်အိုတွေစီကနေလည်းငွေကြေးနဲ့တန်ဖိုးရှိပစ္စည်းတွေကိုအတင်းကျပ်ချင်းချောက်ယူဆောင်သွားခဲ့ပါတယ်။အလားတူပဲမန္တလေးမြို့ဘက်ကနေ AR မြစ်ကြောင်းအတိုင်းစံတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရေရင်အုပ်စုဟာမတရားမြို့နယ်အနောက်တောင်ကျမ်းကကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ပြီးဝင်ရောက်မိရှို့မှုတွေပြုလုပ်ခဲ့ပါတယ်။အဆိုပါစစ်ရေရင်အုပ်စုဟာမတရားမြို့နယ်အတွင်းကကွန်တန်ကြီးကြေးရွာကိုဝင်ရောက်တက်ဆွဲခဲ့ပြီးနောက်မြေကြောင်းတစ်လျှောက်ဆက်လက်စံတက်လာကတွေ့သမျှကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အေးချိုကြေးရွာကိုဆက်လက်စံတက်ချိန်မှာလည်းပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တဲ့အတွက်ဒေသခံပြည်သူတွေအားလုံးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဒီလိုအကြမ်းဖက်စစ်ကောင်စီရဲ့ရေရင်တွေစုံစမ်းသွားလာနေတဲ့အချိန်ကာလအတွင်းမှာAR မြစ်ကမ်းဘေးနဲ့ကျွန်းတွေပေါ်မှာမှီတင်းနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့လက်နက်ကြီးအန္တရာယ်ကိုအထူးသတိပြုနေထိုင်ကြဖို့ကိုသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေကအရေးပေါ်နှိုးဆော်ချက်တွေထုတ်ပြန်နိုင်ငံမြောက်ပိုင်းရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အစပ်ဒေသတွေမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်မန္တလေးနဲ့မိုးမိတ်ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းတွေကိုဩဂုတ်လ17ရက်နေ့ကစတင်ပြီးယာယီပိတ်ထားလိုက်ပြီလို့ KIA ဘက်ကသတိပေးထုတ်ပြန်ထားပါတယ်။မိုးမိတ်မြို့နယ်ညောင်နီကျေးရွာအနီးတစ်ဝိုက်မှာဩဂုတ်လ17ရက်နေ့ကတည်းကတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးဒေသခံပြည်သူတွေနဲ့ခီးသွွားပြည်သူတွေရဲ့အသက်အန္တရာယ်ဘေးကင်းရေးအတွက်အခုလိုလမ်းပိုင်းတွေကိုပိတ်ထားရတာဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူတွေအနေနဲ့အရေးပေါ်ခီးသွွားလာစရာရှိပါကသက်ဆိုင်ရာအဖွဲ့အစည်းတွေစီကြိုတင်အကြောင်းကြားပြီးခွင့်ပြုချက်ရရှိမှသာဖြတ်တန်းသွားလာကြဖို့ကိုလည်းအသိပေးထားပါတယ်။တပြိုင်နက်တည်းမှာပဲကချင်ပြည်နယ်ရွှေကူမြို့နယ်အတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ဟာရွှေကူမြို့အနီးထိတဖြည်းဖြည်းချင်းကပ်ရောက်ရှိလာပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုဒါအပြင်ဗမော်မြို့နယ်ဘက်မှာလည်း KIA တပ်ဖွဲ့တွေကအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြန်လည်လှုပ်ဆောင်လာတဲ့အတွက်မြေပြင်တိုက်ပွဲတွေပိုမိုပြင်းထန်လာနေပါတယ်။အခုလက်ရှိအချိန်မှာမိုးမိတ်ရွှေကူနဲ့ဗမော်ဒေသတွေတကြောလုံးမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာအဖက်ဖက်ကနေပိတ်ဆို့တိုက်ခိုက်ခံရပြီးစစ်ရေးအခြေအနေတွေအလွန်တင်းမာနေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့စစ်ရေးသတိနဲ့သာတွာလာနေထိုင်ကြဖို့လိုအပ်နေပါတယ်။ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ဘက်ကထူးခြားတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။မူဆယ်မြို့နယ်105မိုင်နီးမှာအခြေစိုက်လုပ်ကင်နေတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းတစ်ခုကိုတရုတ်ရဲတပ်ဖွဲ့နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကပူးပေါင်းပြီးရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ရမှာတရုတ်နိုင်ငံသားအများစုအပါအဝင်လူ300ကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ဩဂုတ်လ15ရက်နေ့ကမူဆယ်မြို့နယ်မော်တောင်းကျေးရွာအုပ်စုခိုတောင်းရွာမှာအသစ်တီဆောက်နေတဲ့ကြားဖြန့်အဆောက်အုံကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးဒီလိုစီးနင်းရတဲ့အဓိကအကြောင်းရင်းကတော့တရုတ်လျှို့ဝှက်ထောက်လှမ်းရေးအေဂျင့်တူအသက်ခံလိုက်ရတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒီစီးနင်းမှုအတွင်းမှာလူ300ကျော်ကိုဖမ်းဆီးနိုင်ခဲ့ပေမဲ့ဂိုင်းကောင်းဆောင်ပိုင်းတချို့နဲ့အခြားလူ600ကျော်လောက်ကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လို့သိရပါတယ်။အဲဒီဝင်ရောက်စီးနင်းခံရတဲ့နေရာကကြံရစ်ခဲ့တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကွန်ပျူတာတွေမီးစက်တွေနဲ့တံပိုးကြီးလျှက်စစ်ပစ္စည်းတွေကို
အနီးနားကျေးရွာတွေကဒေသခံတွေကဝင်ရောက်ယူဆောင်သွားခဲ့ကြတယ်လို့မျက်မြင်သက်သေတွေကပြောပြပါတယ်။မူဆယ်ဒေသမှာအခြေစိုက်ထားတဲ့ကြားဖြန့်ငွေလိမ်ကိုင်းတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကိုရှောင်ရှားနိုင်ဖို့အခုနောက်ပိုင်းမှာကိုးကန့်နဲ့ဝက်နယ်ဇက်ဘက်တွေကိုရွှေ့ပြောင်းလုပ်ကင်လာကြတာကိုတွေ့ရပါတယ်။အခုလိုမျိုးတရုတ်ရဲတပ်ဖွဲ့ကိုယ်တိုင်ပါဝင်လာတဲ့အတွက်ကြားဖြန့်လုပ်ငန်းတွေကိုလုံခြုံရေးယူပေးထားတဲ့လက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့လည်းအကြက်တဲတွေနဲ့ရင်ဆိုင်လာရပြီးအကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်းတရုတ်ရဲ့ဖိအားကြောင့်သာအခုလိုဟန်ပြဖမ်းဆီးမှုတွေလှုပ်ဆောင်လာရတာဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ထားပါတယ်။လက်ရှိမှာတော့မူဆယ်105မိုင်ဒေသကိုတော်လိုင်းရေးတပ်ဖွဲ့တွေကအများစုထိန်းချုပ်ထားပြီးမြေပြင်မှာလည်းစစ်ရေးလှုပ်ရှားမှုတွေဆက်လက်ရှိနေဆဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းကြောက်ထုဒေသမှာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အခြေအနေကိုတင်ဆက်ပေးပါမယ်။ကြောက်ထုဒေသကကြေးရွာတွေကိုစစ်ကြောင်းထိုးစဉ်တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးအထိနာခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာထိခိုက်ဒဏ်ရာရရှိထားတဲ့အရာရှိတွေနဲ့တပ်သားတွေကိုပြန်လည်တည်ဆောင်ဖို့အတွက်ကြောက်ထုမြို့ပေါ်ကိုအရေးပေါ်ပြန်လည်ဆုတ်ခွာဝင်ရောက်သွားခဲ့ရပါတယ်။ဩဂုတ်လ15ရက်နေ့လယ်ပိုင်းမှာကြောက်ထုအမြောက်တပ်ကိုပြန်လည်ဝင်ရောက်လာတဲ့အဲ့ဒီစစ်ကြောင်းဟာကြီးရွှေအောင်သာတိုက်ပွဲမှာအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့တပ်အရာရှိ IO2 ဦးပါဝင်အခြားစစ်သည်2ဦးကိုဆိုင်ကယ်3စီးနဲ့အရေးပေါ်တင်ဆောင်လာခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီဒဏ်ရာရအရာရှိဟာညာဘက်ပေါင်ကိုဘုံစထိမှန်ထားပြီးခြေထောက်ဖြတ်ရမယ့်အခြေအနေအထိဆိုးရွားနေသလိုကျန်တဲ့စစ်သား2ဦးကလည်းလက်နဲ့1 byte တွေမှာပြင်းထန်တဲ့ဒဏ်ရာတွေရရှိထားတယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေကနေတည်ပြုသိရှိရပါတယ်။အဆိုပါအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာကြေးရွာတွေကိုဝင်ရောက်စီးနင်းချိန်မှာဂုံပူရွာနဲ့ပန်းဆန်ရွာကအပြစ်မဲ့အရက်သားပြည်သူ6ဦးကိုလူသားတိုင်းဖြစ်တရားဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးကြောက်ထုမြို့ပေါ်ကိုပြန်လည်ရောက်ရှိချိန်မှသာအဲ့ဒီပြည်သူ6ဦးကိုပြန်လည်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။ကြောက်ထုဒေသမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဖျက်တောက်တိုက်ခိုက်မှုတွေကြောင့်ရှေ့ဆက်မတိုးနိုင်ပဲတပ်တွင်းစိတ်သက်ကြားဆင်းမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေပြီးအရာရှိအဆင့်တွေပါဝင်ထိခိုက်ဒေဆုံးမှုတွေများပြားနေတာဖြစ်ပါတယ်။ဒီလိုမြေပြင်တိုက်ပွဲတွေမှာအကြီးအကျယ်အရှုံးပေါ်နေတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီဟာညတကောင်ရန်အချိန်တွေမှာပါလေရင်တွေနဲ့လာရောက်ပြီးကြေးရွာတွေကိုရန်တမ်းဘုံကျဲတိုက်ခိုက်တာတွေကိုအရှက်မရှိပြုလုပ်လာနေပါတယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်ဘက်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမြေပြင်မှာဆက်လက်မရပ်တည်နိုင်တော့ဘဲတော်လှန်ရေးတပ်ဖွဲ့တွေစီကိုအလင်းဝင်ရောက်မှုတွေဆက်တိုက်ဆိုသလိုရှိလာနေပါတယ်။တီးတိမ်မြို့နယ်ခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခြေလင်းတရင်269ကတပ်သား3ဦးဟာတာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာပဲလက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတပ်သား3ဦးဟာဘားပုတ်လမ်းခွဲမှာကင်းဆောင်တာဝန်ကျနေစဉ်အကြမ်းဖက်စစ်တပ်ရဲ့လမ်းစဉ်ကိုဆွန့်လွတ်ပြီးပြည်သူ့ဘက်ကိုရပ်တည်ဖို့အတွက်အခုလိုလာရောက်ပူးပေါင်းခဲ့ကြတာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာအကြမ်းဖက်စစ်ကောင်စီရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေအကြားမှာယုံကြည်မှုတွေလုံးဝပြတ်ပြားနေပြီးအချိန်မရွေးတပ်ပြိုကွဲနိုင်တဲ့အခြေအနေကိုမိမောင်းထိုးပြသနေတာပဲဖြစ်ပါတယ်။ဩဂတ်စ်လပထမပတ်အတွင်းမှာတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကနေလက်နက်ချအလင်းဝင်ရောက်လာသူနဲ့စစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူစုစုပေါင်း29ဦးအထိရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအထက်မှာအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား9ဦးပါဝင်ပြီးကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ကဖြစ်ကအတင်းကျပ်စစ်သားစုဆောင်းခံထားရတဲ့တပ်သားတစ်တူလည်းပါဝင်နေတာကိုတွေ့ရပါတယ်။ဒါအပြင်စစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိသူ20ဦးထဲမှာလည်းစစ်ကောင်စီတပ်သား19ဦးနဲ့ရဲတပ်ဖွဲ့ဝင်2ဦးပါဝင်ပြီးချင်းပြည်နယ်တနင်္သာရီတိုင်းနဲ့မကွေးတိုင်းတို့ကနေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။2024ခုနှစ်ဇန်နဝါရီလကနေဩဂုတ်လပထမပတ်အထိဆိုရင်ပြည်သူ့ရင်ခွင်ကိုခိုးလုံလာသူနဲ့စစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိသူစုစုပေါင်း3995ဦးထိစံချိန်တင်မြင့်တက်လာခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။နိုင်ငံတကာသတင်းတွေအနေနဲ့အရှေ့အလယ်ပိုင်းဒေသကတင်းမာမှုအခြေအနေတွေကိုဆက်လက်ကြည့်အောင်ပါ။ RS စော်ဘွားများပြည်ထောင်စု UAE နိုင်ငံရဲ့အစိုးရပိုင်ရေနံကုမ္ပဏီ ADNOC နဲ့ဆက်ဆက်နေတဲ့ကုန်တင်သင်္ဘောတစ်စင်းဟာ Hormuz ရေလက်ကြားကိုဖျက်ဆီးသွားလာနေစဉ်အတွင်းမှာအီရန်ဘက်ကနေဝင်ရောက်တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်လို့ UAE နိုင်ငံသားရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ UAE အစိုးရဘက်ကတော့ဒီတိုက်ခိုက်မှုဟာအီရန်နိုင်ငံကရည်ရွယ်ချက်ရှိရှိကျူးလွန်တာဖြစ်ပြီးနိုင်ငံတကာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဆွဆွဲပစ်တင်ထားပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသင်္ဘောပေါ်မှာလိုက်ပါလာတဲ့အမှုထမ်းတွေကတော့ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ဒီတိုက်ခိုက်မှုဟာ UAE ရေနံကုမ္ပဏီနဲ့ဆက်ဆက်တဲ့သင်္ဘောတွေကို48နာရီအတွင်းတတိယအကြိမ်မြောက်ပြစ်မှတ်ထားတိုက်ခိုက်ခံရတာဖြစ်တဲ့အတွက်ဒေသတွင်းလုံခြုံရေးအတွက်အလွန်ကိုစိုးရိမ်စရာအခြေအနေတရက်ဖြစ်လာနေပါတယ်။အီရန်အစိုးရအနေနဲ့ Hormuz ရေလက်ကြားကိုအသုံးပြုပြီးစီးပွားရေးနဲ့နိုင်ငံရေးအရချင်းချောက်ဖိအားပေးမှုတွေလှုံ့ဆော်နေတာဟာဒေသတွင်းတည်ငြိမ်အေးချမ်းမှုကိုတိုက်ရိုက်ထိခိုက်စေတယ်လို့ UAE အစိုးရကဆိုပါတယ်။တစ်ချိန်တည်းမှာပဲအီရန်ဘက်ကလည်းဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးသူတို့မှတာဝန်ရှိကြောင်းတရားဝင်ဝန်ခံထားသလိုHormuz ရေလက်ကြားကိုဖျက်ဆီးမဲ့သင်္ဘောတွေအနေနဲ့အီရန်ရဲ့ခွင့်ပြုချက်ရယူဖို့လိုအပ်တယ်ဆိုပြီးသတိပေးချက်တွေပါစက်တိုက်ထုတ်ပြန်ထားတဲ့အတွက်ရေကြောင်းသွားလာရေးလုံခြုံမှုတွေအကြီးအကျယ်ချင်းချောက်ခံနေရတာပဲဖြစ်ပါတယ်။